Wow ရှားလို့ပဲပြောလိုက်တော့ဖះဘောကြည့်လိုက်တဲ့ view อ่ะ Oh my god ထိုးနေပြီတိမ်ပင်လဲဆိုတာဒါမျိုးလားကျွတ်စင် Oh my god Oh ကျွန်တော်မနှက်စာစားနေတယ်အတွေးတစ်ခုဝင်လာတယ်ဒီနီးနားမှာရှိတဲ့ view ကောင်းတဲ့နေရာတစ်ခုမှာအေးဆေးသွားချေးမှာပေါ့အဖြစ်ကျွန်တော်သတိရတာဒီနားမှာတောင်ပေါ်ဖျားလေးရှိတယ်အဲ့တောင်ပေါ်ဖျားမှာ view တော်တော်မိုက်တယ်လို့ပြောတယ်ကျွန်တော် Google ကရှာကြည့်လိုက်တာ view လည်းတော်တော်မိုက်တယ်အေးဆေးငင်းကြတဲ့အေးဆေးနေလို့ရတော့အဲ့နေရာကိုကျွန်တော်သွားကြည့်လိုက်ချင်းနေ Okay ကျွန်တော်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဖျားပေါ်တက်တိုင်းနှက်ချွတ်ပါတယ်ပုံမှန်ဆိုရင်တော့ဒီမှာလုံးဝ view ကတော်တော်လေးကိုမိုက်တယ်ကျွန်တော်လုံးဝအံ့ဩရတယ်ဒီ view ကိုတွေ့တာ Okayဒီနေရာလေးကကြောင့်နည်းနည်းလေးတာရရတယ်ပါနည်းနည်းအေးကြကြလေးလည်းရှိတယ်ကျွန်တော်ဒီနေ့မထင်မှပဲရောက်လာတာ office ကို show လိုက်ကြည့်ဖျားလာမှ office မျိုးမဟုတ်ပါနဲ့ဒီဖျားပေါ်ကြည့်ရင်ဒီကျွန်းတစ်ခုလုံးဒီဖျားပေါ်ကြည့်ရင်ကျွန်းတစ်ခုလုံးလုံးဝအမြင်နေရတော့အဲ့ဖြေရတော်တော်မိုက်တယ်အခုတော့နည်းနည်းထည့်လိုက်Good. Spending the night in Dixon, 60-odd miles from a plant. Is it too late to learn to listen? So like the album less the dolly. man. Whoa Whoa ရှားလို့ပဲပြောလိုက်တော့ဘုရားဘောကြည့်လိုက်တဲ့ view อ่ะ God Look at that broဒီကျွန်းတစ်ခုလုံးဒီဘုရားဘောကြည့်ဒီတစ်ဖက်မြင်ခင်ဗျားတို့ယူထားအောင်လေပြောတော့ဒီလာနားတော့ကြာဒီCarried it all ဖျားဘောဒီနေ့ကျွန်တော်ဖျားဘောလာဖို့အစီအစဉ်မရှိဘူးကျွန်တော်မောင်ရနာဆိုင်နဲ့ကျွန်တော်ဘယ်သွားမလဲစဉ်းစားနေတာနဲ့ဒီကိုရောက်လာရဲ့ဆိုဒီဗီဒီယိုကတူနဲ့တူလာဘယ်လိုပြောရမလဲနော်ဆိုနဲ့တူလာ Purple throne